အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေကတော့ရင်တထိန်ထိတ်နေကုန်ကီးဘရိတ်ကလည်းပြန်ထွက်သွားတယ်ထင်တော့မထင်ဘူးပြက်ပြီးပဲထင်နေတာမနက်ဖြန်မတ်လ25ရက်နေ့နော်မတ်လ25ရက်နေ့ရဲ့နေကုန်အကောင်းဆုံးကီး946နော်နေကုန်အကောင်းဆုံးကီးအကောင်းဆုံးနေကုန် break အကောင်းဆုံးနေကုန် break ကတော့492နေကုန် all chain 80ပဲနော်လက်ဖန်နေကုန် all chain က80ပဲ main ကွက်တွေကိုကျွန်တော်ရွေးပေးမယ်နော် main ကွက်တွေ main ကွက်တွေကတော့40 90 46 29 13အဲ13တော့ကတော့ break နဲ့ညီလို့နော်95ထွက်ပြီးရင်13ကလည်းထွက်တက်လို့13တော့ကတမင်တကာထည့်ပေးတာနော်ဒါ13က break နဲ့တော့ညီတယ်နေကုန်ကြီးနဲ့မညီဘူးနေကုန် all chain နဲ့မညီဘူး13တော့ကဒါပေမဲ့ break ညီနေလို့ကျွန်တော်ရွေးထည့်ပေးတာနော်အဲ95ထွက်ပြီးရင်13ကထွက်တက်လို့နော်နေကုန်မှာတစ်ခွက်ကောင်က60ခွန်တစ်ခွက်ကောင်အဲကျွန်တော်ပယ်ထားတဲ့ခွက်တွေထဲမှာပြန်ကြကဏ္ဍတွေတော်တော်များများပါတယ်နော်62ပါတယ်90ခွန်ပါတယ်40ပါတယ်60ပါတယ်92 40ခွန်42အဲပယ်ထားတဲ့ကဏ္ဍတွေမှာချက်တဲ့သူကတော့ယူကစားအောင်နော်ကျွန်တော်ကတော့လောက်အများကြီးမကစားစေချင်ဘူးနော်မင်းကွက်9ကွက်နဲ့တစ်ခွက်ကောင်တစ်ခွက်အဲ့ဒါပဲကစားစေချင်တာဒါပေမဲ့ပယ်တစ်ခါကျရင်ပယ်တဲ့ကွက်တွေကလည်းထွက်လာတော့နော်ကိုချက်တဲ့ကဏ္ဍရှိရင်ပယ်ခွက်တွေကလည်းယူကစားလို့ရအောင်နော်ပယ်ခွက်မှာပြန်ကြလေးတွေပါနော်ပြီးတော့6ခွန်ထွက်ပြီးရင်ပြန်ကြကဏ္ဍထွက်တယ်လို့နော်ပြန်ကြ2ကွက်3ကွက်ပါတယ်62ရယ်6ခွန်ရယ်40โอเคပါဘာမှမလက်ဖက်မှာကျွန်တော်ရဲ့မိသားစုတွေအားလုံးပဲအကောင်းဆုံးရွေးခွက်တွေနဲ့ပဲကန်ဆက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ဘိုင်ဘိုင်